မင်းဘာလို့ဒီများဆိုင်ကခိုးအောင် ချင်းနေကျွန်တော်ဘယ်လိုဖြေလိုက်ရမှာ ဒီကိစ္စတော့ကတော့ငါအေးဆေးဖြေရှင်းနိုင်တယ်မင်းအမှန်တိုင်းတာပြောလိုက် ကျွန်တော်ဆိုင်ရခိုးကရောင်းစားမလို့ပါ အဲ့လိုမင်းကပတ်ဆိုင်ရပြီဘာလို့မို့ စောခေါ်ခြင်းလို့ပါ ဟာမင်းဒီကောင်ရပဲလားမင်းစောကဘယ်နာလေးကခေါ်ရတော့ ဟိုဘက်လမ်းလေးကခေါ်တာပါချက် အဲ့မှာစောခေါ်လို့ရမှာမင်းကဘလို့သိအောင် ဒီကောင်ခေါ်လို့ပါ အဲ့ဆိုမင်းကအဲ့ကောင်နဲ့ဘယ်နာမှသိအောင် ရင်ကောင်ဖဲရတုံးတီးရ ဟာမင်းလောင်းသားလဲလုပ်တယ်ပေါ့ ချင်းနေကျွန်တော်ပြောလို့ရတာဒီလိုပြောကျွန်တော်ဘာမှမဖြစ်တော့ပါဘူးမဖြစ် အေးပြော ဖဲကဘယ်နာလေးသွားရိုက်တာ ဖဲကဟိုဘက်လမ်းထိုက်မှာရိုက်တာခုတော့မြိုက်တော့တယ်ခါလေဖိအားများလို့ရိုက်တာ ဖဲကမင်းကဘာလို့ဖိအားများရတာ တော့တမားတွေကိုလင်းရအစင်မပြေလို့ပါ လိန်နေဟလားမင်းလိန်တာကဘယ်လောက်ရတော့ သိန်းနဲ့သိန်းလောက်ဖဲရတမားတိုက်တာတော့မရဘူး ဟာတပြက်လဲတိုက်သေးရဟုတ်လားဘယ်လောက်ရခဲ့တော့မင်း 300တော့ရ အဲ့ပတ်စံတွေကိုကြတော့မင်းဘယ်လိုလုပ်လိုက်တာ ပစ္စည်းဝယ်လိုက်တာပါ ဘာပစ္စည်းဝယ်လိုက်တာမင်းက မူရစေဝါ ဟာမူရစေဝါနဲ့လုပ်သေးရဟုတ်လားမင်းကိုရောင်းပေးတာကဘာသူရော ဒီဘက်ကရောင်းပေးရသူအခုမလုပ်တော့ပါဘူးဆရာ မင်းသေးကြလို့လား လေးကြပါဆရာရင်တစ်ခေါက်ကျွန်တော်နဲ့အပေးယူမတဲ့တုန်းကသူ့ကိုကျွန်တော်တက်ပလိုက်တာ ဟာမင်းအဲ့ဆိုအလောင်းကဘယ်နာမှမြုပ်ထား ဘယ်လောင်းပြောရလဲ မင်းတော်တော့မင်းဆက်မပြောနဲ့တော့မင်းဆက်ပြောနေမင်းခဏနေတိတ်မင်းကြတော့ ဟုတ်သေးပါဘူးချင်းနေရအခုညီပါဦးနော်ဆိုင်ကလေးပဲခိုးမိရအောင်နော်ဘောက်သိမင်းကြရမှာတော့ကြ